ဝေဖန်သူတွေကိုပါဇက်ပိတ်သွားစေပြန်တဲ့ CR7 မင်္ဂလာပါရှင်ဂိုးစာက MM မှကြိုဆိုပါတယ် I am back ဒါကတော့အသက်42နှစ်အရွယ်ခရစ္စတီယာနိုရိုနယ်ဒိုတယောက်ဥဇဘက်ကစ္စတန်အသင်းကို9ဂိုးပြည့်နဲ့အနိုင်ရတဲ့ပွဲမှာကိုယ်တိုင်2ဂိုးသွင်းယူပြီးချိန်ကင်မရာကိုကြည့်ပြီးမန်ပါပါနဲ့အော်ဟစ်လိုက်တဲ့စကားလုံးတွေပဲဖြစ်ပါတယ်2026ကမ္ဘာဖလားမှာသူဟာပေါ်တူဂီအသင်းရဲ့ဝင်တော့ဝင်ဖို့လို့ဝေဖန်နေကြတဲ့သူတွေကိုကွင်းထဲကနေဓာတ်ရိုက်တုံ့ပြန်လိုက်တာပါသူဟာအခုဆိုရင်တမိုင်းတစ်လျှောက်ကမ္ဘာဖလားပြိုင်ပွဲ6ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးနဲ့တဦးတည်းသောကစားသမားဖြစ်သွားပါပြီရိုနယ်ဒိုကို OB လို့ပြောနေကြတဲ့ဝေဖန်သူတွေအားလုံးအခုချိန်မှာလည်းပါဇက်ပိတ်သွားရပြန်ပါပြီဒီပွဲမတိုင်ခင်ပထမပွဲစဉ်မှာကွန်ဂိုနဲ့တကိုးစီတရေကြခဲ့တုန်းကရိုနယ်ဒိုဟာအပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်မက်ဆီဘာဘီဟာလန်ဗီနီစီယက်စ်နဲ့ဟာရီကိန်းတို့ခြေစွမ်းပြနေချိန်မှာရိုနယ်ဒိုကတော့အနည်းငယ်နောက်ကျပြီးမှသွင်းဂိုးတွေရရှိလာခဲ့တာပါဒါပေမဲ့ဂုတ်ဆိုတာကြကြပြောက်ွယ်မနေပါဘူးပွဲစားလို့6မိနစ်မှာတင်ကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကနေတစစ်ကမ္ဘာဖလားစံချိန်တင်ဂိုးကိုလှပတည်သက်စွာပိတ်သွင်းယူခဲ့သလိုပထမပိုင်းမပြီးခင်မှာလည်းဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီးပေးမှုကနေဒုတိယဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်အသက်42နှစ်အရွယ်မှာဒီလိုပြင်းပြတဲ့စိတ်ဓာတ်မျိုးရှိနေတာဟာတကယ်ကိုမယုံနိုင်စရာပါပဲသူ့ရဲ့အသင်းပေါ်ဟောင်းဝိန်းရူနီကဒီအသက်အရွယ်မှာကမ္ဘာဖလားပွဲစဉ်တွေ2ဂိုးသွင်းပြတာဟာတကယ်မယုံနိုင်စရာပါပဲသူဟာအမြဲတမ်းအကောင်းဆုံးဖြစ်ချင်တဲ့သူလို့ချီးကျူးခဲ့တယ်လို့ပေါ်တူဂီနီးပြရောဘတ်တိုမာတီနက်စ်ကလည်းရိုနယ်ဒိုဟာအပြောနဲ့ဝေဖန်မှုတွေကိုအလုံးနဲ့ကြော်ဖြတ်ပြခဲ့တဲ့စံပြအသင်းကောင်းဆောင်လို့ဂုဏ်ပြုပြောဆိုခဲ့ပါတယ်ရိုနယ်ဒိုရဲ့ဒီပွဲမှာရရှိခဲ့တဲ့စံချိန်တွေကတော့ကမ္ဘာဖလား6ကြိမ်မှာဂိုးသွင်းနိုင်တဲ့ကမ္ဘာပထမဆုံးကစားသမားအသက်42နှစ်138ရက်နဲ့ကမ္ဘာဖလားသမိုင်းမှာဒုတိယအသက်ကြီးဆုံးဂိုးသွင်းရှင်သူရဲ့ပထမဆုံးကမ္ဘာဖလားဂိုးနဲ့အခုနောက်ဆုံးဂိုးချမှာ20နှစ်နဲ့17ရက်ကြာရှိခဲ့ပြီးမက်ဆီနဲ့အတူသမိုင်းတစ်လျှောက်အရှိကြဆုံးစံချိန်ပိုင်ရှင်ဒါကြောင့်ရိုင်းကိန်းပြောတယ်လို့ပါပဲရိုနယ်ဒိုဟာဘယ်တုန်းကမှမမေးမိန်သွားခဲ့ဘူးသူဟာထိပ်တန်းအောင်မြင်မှုတွေကိုစုခုထားတဲ့ဘီလီယံနာတစ်ယောက်ဖြစ်ပေမဲ့ဂိုးတွေကိုဆက်သွင်းဖို့အမြဲတမ်းစလောင်နေမှုကလူငယ်တွေအတွက်အကောင်းဆုံးစံပြပါပဲပေါ်တူဂီအသင်းဟာလာမယ့်ဇွန်လ28ရက်တနင်္ဂနွေနေ့မှာအုပ်စုပိုနေရအတွက်ကိုလံဘီယာအသင်းနဲ့ရှင်ပြိုင်ရအောင်ပါအသက်42နှစ်အရွယ်အထိစံချိန်တွေချိုးဖြတ်နေစေဖြစ်တဲ့ CR7 ရဲ့ခြေစွမ်းအပေါ်ဘယ်လိုမြင်ကြလဲပေါ်တူဂီအသင်းကမ္ဘာဖလားချန်ပီယံဖြစ်လာနိုင်မလားကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်